တော့ခုပုံထဲမှာပစွန်ကင်းစားနေတီမေပါအဲ့တော့တီမေကိုတတိယလို့ဒီတစ်ချက်လေးကိုစုပြပါမယ်နောက်ထောင်ပေးပါဘာမှမလုပ်ပါနဲ့ဆန်ဒီတဲ့ဒီတစ်ချင်းကိုဖေရရေးပါတယ်တန်စင်တွေကအငယ်ကျေရီကရှာဖွေပါတယ်အငယ်ကျေရီတူတူပဲလူအဲ့တော့အဲ့ဒီချင်းလေးကိုဖေရပြန်လဲပြီးတော့အဖေလောက်တော့မှုမကောင်းပေါ့နော်သိဆိုတဲ့တလူလေးစူပြတာဖြစ်ပါတယ်အားလုံးချင်းလေးကိုနားထောင်ရတာစင်ပြေမဲ့တင်ပါတယ်Thanks for watching.